ဒီမြစ်ထဲမှာခေါင်းမပါတဲ့ရုပ်အလောင်းမျိုးတစ်ခါမှမတွေ့ဘူးခဲ့ပါကြောက်ရွံ့မှုတွေနဲ့တီရှိနေတဲ့ဝေးလံတဲ့ရွာလေးမှာတော့မြစ်ပြင်ကခေါင်းမပါတဲ့နတ်ဆိုးအကြောင်းဒန္တာရီတွေကထိတ်လန့်ခြောက်ခြားပွဲပြန့်နှံ့နေပါတယ်ဒီတတူဝါဟာတားကောင်တွေကိုခေါင်းဖြတ်ပြီးမြစ်ထဲပစ်ချတတ်တယ်လို့ဆိုပါတယ်အစကတော့ဒန္တာရီလို့ထင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့လူတွေတကယ်ပဲထိကြိုက်သေးဆုံးလာခဲ့ရပါပြီမြင်နာကိုရောက်သွားတဲ့သူတိုင်းခေါင်းမပါတဲ့အလောင်းတွေဖြစ်ပဲပြန်တွေ့ရတာကြောင့်ရွာသားတွေဟာဒီနတ်ဆိုးရဲ့လက်ချက်လို့ယုံကြည်ပြီးကြောက်လန့်နေကြပါတယ်တနေ့မှာတော့နာဂဆိုတဲ့မိန်းကလေးတယောက်အရေးရောင်မချန်ပျောက်ဆုံးသွားခဲ့ပါတယ်မြေကမ်းပါးမှာသူမရဲ့ဖက်နှက်တွေကိုသာတွေ့ရှိခဲ့ရပြီးရုပ်အလောင်းကိုတော့လုံးဝရှာမတွေ့ခဲ့ပါဘူးနာဂတယောက်မျက်နှာဆိုးရဲ့လက်ချက်လို့ရွာသားတွေအားလုံးယုံကြည်သွားကြပါတယ်ရွာလူကြီးလီယန်ကလည်းအမှုမဲ့အမှတ်မထားပေမဲ့တယောက်ကတော့ဒါကိုလုံးဝမယုံကြည်ပါဘူးနာဂရဲ့အတော်မွန်ကတော့သူမရဲ့တူမလေးအသက်ရှင်နေသေးတယ်လို့ခိုင်ခိုင်မာမာယုံကြည်ထားပါတယ်ရွာသားတွေကကူညီဖို့ညှင်းဆိုလိုက်တဲ့အတွက်မွန်တယောက်မြို့ကပုဂ္ဂလိကဆောင်တော့ဂိမ်းစီမှာအကူအညီတောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်ရက်အနည်းငယ်အကြာမှာတော့ကျွမ်းကျင်တဲ့ဆောင်တော့ဂိမ်းရွာကိုရောက်လာခဲ့ပါတယ်သူရောက်လာတာနဲ့ရွာသားတွေရဲ့မျက်ဝန်းထဲကကြောက်ရွံ့မှုတွေကိုချက်ချင်းပဲတတိထားမိလိုက်ပါတယ်ဂိမ်းနာမွန်ကိုရှာတွေ့ခဲ့ပေမဲ့ရွာလူကြီးလီယန်ကတွေ့ခွင့်မပေးတဲ့အပြင်သူ့အဆောင်တွေကလည်းမွန်ကိုအနိုင်ကျင့်ဆက်ဆံခဲ့ပါတယ်ဒါဟာစင်ချီတက်တက်ဆိုတာမွန်သိလိုက်ပါတယ်ဂိမ်းရောက်လာပြီးအဆောင်တွေကိုတားကမွန်ကိုခေါ်ထုတ်သွားခဲ့ပါတယ်ဒီတွေ့ဆုံမှုဟာရွာရဲ့အုပ်ချုပ်ရေးမှာတခုခုမှားယွင်းနေကြောင်းဂိမ်းအတွက်ပထမဆုံးတဲလွန်စာဖြစ်လာပါတော့တယ်ဂိမ်းကိုတွေ့လိုက်ရလို့မွန်တယောက်အနှဲငယ်စိတ်သက်သာရာရသွားခဲ့ပါတယ်သူတို့ရဲ့စုံစမ်းမှုတွေကိုနာဂရဲ့အိမ်ကနေစတင်ခဲ့ပြီးဂိမ်းတယောက်နာဂရဲ့အဖေပီဟာနဲ့တွေ့ဆုံခဲ့ပါတယ်တမီဖြစ်သူနဲ့နောက်ဆုံးတွေ့ခဲ့ရတဲ့အကြောင်းမေးမြန်းတဲ့အခါပီယာရဲ့တုံ့ပြန်မှုကထိတ်လန့်စရာပါသူကစိုးရိမ်မနေပဲနာဂဟာတခြားအမျိုးသားတယောက်နဲ့ခိုးပြေးသွားတယ်လို့ပဲဆွဆွဲခဲ့ပါတယ်ဒီစကားကြောင့်မွန်ဒေါသထွက်ပြီးမဲ့စိတ်ကိုထိန်းချုပ်လိုက်ပါတယ်ပြီးနောက်နာဂရဲ့အခန်းကိုစစ်ဆေးဖို့ဂိမ်းကိုဖိတ်ခေါ်ခဲ့ပါတယ်အခန်းကတိုက်ရက်နေပေမဲ့ဂိမ်းရဲ့အမြင်ကတော့ထူးခြားနေခဲ့ပါတယ်ကျမ်းပြင်ပေါ်မှာပန်းအိုးကွဲစာတွေပြန့်ကျဲနေတာကိုမွန်တယောက်ထူးဆန်းတယ်လို့သတ်မှတ်လိုက်ပါတယ်